အားလုံးပဲမင်္ဂလာပါကျွန်တော်ဖျားခင်ရဲ့နှုတ်ကပတ်တော်ဝင်ခချင်းအစီအစဉ်မှာလာရောက်ပါဝင်ပေးတဲ့သူအရောက်ချင်းစတိုင်းဒီနေ့မှာဖျားထူးစကားပြောမှာဖြစ်တယ်အရောက်ချင်းစတိုင်းဒီနေ့အတွက်ဖျားရဲ့အတန်တော်ကြားရမှာဖြစ်တယ်ဟာလေလုယာဆိုတော့ကျွန်တော်ဘဝရဲ့နော်ပထမဆုံးနော်အချိန်မှာကျွန်တော်တို့ဟာနှုတ်ကပတ်တော်ကိုအရင်ဆုံးအချိန်ပေးဖို့ရန်အတွက်လိုအပ်တယ်နှုတ်ကပတ်တော်နဲ့အချိန်ယူဖို့ရန်အတွက်လိုအပ်တယ်ဒီမနေ့မှာလဲကျွန်တော်နှုတ်ကပတ်တော်နဲ့အစပြုပြီးမှအကောင်းဆုံးသောနေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေလို့အားလုံးကိုရှေးဥစွာပြောပြချင်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာတော့နိနဝေမြို့သားတွေရဲ့အကြောင်းအရာလေးနဲ့ sharing နည်းနည်းလုပ်ချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အားလုံးသိတယ်နိနဝေမြို့ဆိုတာကကျွန်တော်ယောနဝတ္ထုထဲမှာပါတယ်နော်ယောနာရဲ့အကြောင်းကိုတော့ကျွန်တော်ငယ်ကလေးကနေအားလုံးကြားပူးကြမယ်လို့ယုံကြည်တယ်မကြားပူးတဲ့သူတွေလည်းရှိနိုင်တယ်ဒါပေမဲ့ဒီနေ့မှာကျွန်တော်ယောနာရဲ့အကြောင်းကိုပြောတာမဟုတ်ဘဲနဲ့ယောနာမသွားချင်တဲ့နိနဝေမြို့သားတွေရဲ့အကြောင်းကိုကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်ဟာလေလုယာဆိုတော့နော်ကျွန်တော်ယောနာဝတ္ထုအခန်းကြီး3အပိုင်းရဲ့9ကိုဖတ်ချင်ပါတယ်လူတတဝတရိษံတိုးနွားတို့ဒီအလင်းမမီစေနဲ့အစာကိုမစားရေကိုမတောက်စေနဲ့လူတတဝတရိษံတို့ဒီလျှော်တေအဝတ်ကိုလျှော်ကြစေကြိုးစား၍ဖျားသခင်ကိုဆုတောင်းကြစေအတီးတီးတို့ဒီမိမိတို့လိုက်သောအဓမ္မလမ်းမိမိတို့ပြုသောအဓမ္မမှုကိုရှောင်ကြစေငါတို့ဒီပျက်စီးခြင်းနဲ့ကင်းလွတ်မိအကြောင်းဖျားသခင်နှင့်ပြောင်းလဲ၍နောင်တရသဖြင့်ပြင်းစွာသောအမျက်တော်ကိုငိမ့်စေတော်မူမမီကိုဘယ်သူပြောနိုင်သနည်းမင်းကြီးအာနာမူမအာနာနဲ့နိနဝေတစ်မြို့လုံးတွင်တရင်ကြားပြော၍ကြောင်ရာစေတော်မူ၏ဟာလေလုယာနိနဝေမြို့သားတွေဟာနော်သူတို့ဟာဖျားမကြိုက်တဲ့အရာတွေကိုလုပ်ကြတယ်ဖျားသခင်ယွန်ရှာတဲ့အရာဖျားသခင်မနစ်သက်တဲ့အရာတွေကိုလုပ်ကြတဲ့အတွက်ကြောင့်မလို့ဖျားကဘာလုပ်လဲဆိုလို့ရှိရင်ယောနာကိုသွားပြီးမှတတိပေးခိုင်းတယ်နော်ကျွန်တော်အဲ့ဒီရက်40တွင်းမှာသူတို့ရဲ့ပျက်စီးခြင်းရောက်လာမယ်လို့ဖျားလူဖြစ်တဲ့ယောနာကိုသွားပြောခိုင်းတယ်အဲ့ဒီအခါမှာနိနဝေမြို့ဟာကျွန်တော်တို့ကျမ်းစာထဲမှာ4ရက်တာခီးလို့ပြောတယ်တရင်ရပြီ4ရက်သွားမှပဲနိနဝေမြို့တစ်မြို့လုံးကိုကျွန်တော်တို့ကြောပတ်နိုင်မှာဖြစ်တယ်ပေါ့ဒါပေမဲ့ယောနာကအဲ့ဒီ4ရက်တာခီးကိုဘယ်နှစ်ရက်ထဲနဲ့တခါတည်းဝင်ခလိုက်လဲဆိုလို့ရှိရင်တစ်ရက်ထဲနဲ့ဝင်ခလိုက်တယ်ကျွန်တော်ယုံကြည်တယ်ကျွန်တော်ထင်တယ်ယောနာကသူနိနဝေမြို့သားတယောက်ချင်းစတိုင်းကိုသူဝင်ခဖြစ်မှာမဟုတ်ဘာလို့လဲဆိုလို့ရှိရင်4ရက်တာခီးကတစ်ရက်ထဲနဲ့ဝင်ခတယ်ဆိုတော့နော်ယောနာကပဲအားလုံးဝင်ခလို့သူတို့ဟာပြောင်းလဲသွားတာမဟုတ်ဘလို့မျိုးပြောင်းလဲကြလဲဆိုလို့ရှိရင်ယောနာကတရက်ကွက်ကိုသွားတယ်ဆိုလို့ရှိရင်အဲ့ဒီတရက်ကွက်ကနောက်တရက်ကိုသူတို့အချင်းချင်းပြောကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဘာလို့လဲဆိုလို့ရှိရင်4ရက်တာခီးကတရက်ထဲနဲ့အားလုံးပြတ်နှံ့ရအောင်ကျွန်တော်တို့အခုလိုမျိုး Facebook တွေလည်းရှိတာမဟုတ်ဘူးကျွန်တော် WhatsApp တွေလည်းရှိတာမဟုတ် Messenger တွေလည်းရှိတာမဟုတ်နော်ကျွန်တော်တို့အခု video record လုပ်ပြီးမှ live ပို့တလို့မျိုးပို့လို့ရတာမဟုတ်ဒါပေမဲ့တရက်ထဲနဲ့အကုန်ကြားတယ်ဆိုတာကကျွန်တော်ယုံကြည်တယ်နိနဝေမြို့သားတွေကအချင်းချင်းဝင်ခတဲ့အတွက်ကြောင့်မလို့တရက်ထဲနဲ့အားလုံးအဲ့ဒီဖျားစကားကတရင်ပေါက်သွားတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုလို့ရှိရင်ဒီကနေ့နိနဝေမြို့သားတွေဟာသူတို့မကောင်းတဲ့အရာကိုလုပ်တဲ့အခါမှာလေသူတို့ဟာဖျားသခင်အမျက်ထွက်လောက်အောင်ဖျားသခင်ယွင်ရှာလောက်အောင်ဖျားသခင်ကသူတို့ကိုစီရင်ရလောက်အောင်သူတို့ဟာအပြစ်လုပ်ပေမဲ့မကောင်းတဲ့အရာတွေလုပ်ပေမဲ့ဒီကနေ့ဖျားစကားပြောတဲ့နေရာမှာလေသူတို့ဟာအင်မတန်မှစိတ်အားကြီးတဲ့သူတွေဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဟာလေလုယာဆိုတော့ဒီကနေ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဘာပဲလှုပ်စိတ်အားကြီးဖို့ရန်အတွက်လိုတယ်နိနဝေမြို့သားတွေလိုမျိုးနိနဝေမြို့သားတွေဟာမကောင်းတဲ့အမှုအရာကိုလုပ်တဲ့အခါမှာလဲသူတို့ဟာစိတ်အားကြီးကြတယ်ဖယားသခင်ရဲ့အမျက်တော်ကိုတော့မှထွက်တဲ့အထိသူတို့ဟာလုပ်ကြတယ်ဒါပေမဲ့ကောင်းတဲ့အရာကိုပြန်လုပ်တဲ့အခါမှာလဲသူတို့ဟာတကယ်ကိုစိတ်အားကြီးစွာနဲ့လုပ်ကြတာဖြစ်တယ်ဟာလေလုယာဘယ်လောက်တောင်မှစိတ်အားကြီးနေတယ်လဲဆိုလို့ရှိရင်လူပဲအစာရှောင်တာမဟုတ်ဘူးသူတို့မွေးထားတဲ့တရိษံတိုးနွားကအစာရှောင်ခိုင်းတယ်တဲ့အတမမီခိုင်းတယ်တဲ့ကြည့်တရိษံဆိုတဲ့အရာကထိန်းရတာအင်မတန်မှခက်တာဖြစ်တယ်မအော်နဲ့နော်ဆိုလဲသူတို့နားလည်မှာမဟုတ်အော်မှာပဲမသွားနဲ့နော်ဆိုလဲသူတို့နားလည်မှာသွားမှာပဲသွားချင်းသွားမှာပဲဘိုက်ဆိုင်တော့သူတို့ကသွားမှာပဲစားမှာပဲမီမှာပဲအော်မှာပဲဒါပေမဲ့
နိနဝေမြို့သားတွေကဖျားစကားနဲ့ပတ်သက်ပြီးမှဖျားနဲ့ပတ်သက်ပြီးမှဘလောက်တော့မှစိတ်အားကြီးတယ်လဲဆိုတာဒီအရာကိုကျွန်တော်ကြည့်တဲ့အခါမှာမြင်ရတာဖြစ်တယ်ဟာလေလုယာဗျာဒိတ်ချမ်းထဲမှာလည်းဖျားခင်ကဒီလိုမျိုးပြောထားတယ်ပူရင်ပူအေးရင်အေးနှွေးယုံတော့မလုံးနဲ့တဲ့တနည်းအားဖြင့်ဖျားခင်ဟာလှုပ်ရင်တော့ပြက်ပြက်တသားလို့တောက်လောင်လို့ဟာလားမလှုပ်ရင်လည်းလုံးဝမလုံးနဲ့ဒီကနေ့ခရိယန်တွေရဲ့ပြဿနာကအဲ့ဒါဖြစ်တယ်ဘာလဲဆိုတော့လှုပ်သလားဆိုရင်လည်းမလှုပ်ဘူးလားဆိုရင်လည်းလှုပ်တယ်နော်ဘုရားကြောင့်မတက်ဘူးလားဆိုရင်တော့တက်တယ်မကောင်းတာလည်းမလှုပ်ဘူးလားဆိုရင်တော့လှုပ်ပြန်တယ်ဆိုတော့တနည်းအားဖြင့်ဘာလဲဆိုလို့ရှိရင်ယုံကြည်သူတွေကလှုပ်တော့လှုပ်ပင်မဲ့မပြတ်သားဘူးဖျားကိုတော့ချစ်ပင်မဲ့မပြတ်သားဘူးတပတ်မှတရက်နှစ်ရက်ချစ်တယ်ဂျန်တဲ့ရက်မှာလောကအရာတွေကိုလှုပ်ကြတယ်ဖျားခင်ကိုဆုတောင်းတဲ့ဂျန်တဲ့နေ့မှာတခြားမကောင်းတဲ့အရာတွေကိုလည်းအတ္တမအမှုကိုလည်းလှုပ်ကြတယ်အဲ့ဒီလိုမျိုးဖျားကမကြိုက်ဘူးဖြစ်တယ်နိနဝေမြို့သားတွေဟာအတ္တမမှုလှုပ်တဲ့အခါမှာတို့ကဖျားကိုလုံးဝစိတ်ဝင်စားဖျားခင်ရဲ့အမျက်တော်ထွက်တဲ့အထိလှုပ်တယ်ဒါပေမဲ့ဖျားဖက်မှာပြန်ပြီးမှလှဲ့လာတဲ့အခါမှာလဲဘသူမှမမြင်နိုင်တဲ့တစ်ဖက်ကန်းလွစိတ်အားကြီးပြီးမှဖျားရှိမှပြန်ပြီးမှနောင်တရတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်လူပဲနောင်တရတာမဟုတ်တရိษံတွေကိုပင်လေနောင်တရခိုင်းတာဖြစ်တယ်ဟာလေလုယာဘလောက်တောင်ဖျားစကားပေါ်မှာတို့ကစိတ်အားကြီးတယ်လေဒီကျွန်တော်ယုံကြည်သူတွေဟာလေဖျားစကားနဲ့ပတ်သက်ပြီးမှကျွန်တော်တို့အင်မတန်မှစိတ်အားကြီးဖို့ရန်အတွက်အရေးကြီးတယ်ဖျားခင်ကအဲ့လိုမျိုးပြက်တတောက်လောင်စိတ်အားကြီးတဲ့သူတွေကိုနှစ်သက်တဲ့ဖျားဖြစ်တယ်ကျွန်တော်ဓမ္မသစ်မှာနော်ဓမ္မသစ်နော်ကျမ်းတွေကိုအများကြီးရေးထားတဲ့ပေါလုနော်ကျွန်တော်တို့ရှင်ပေါလုကိုယ်တိုင်ကျွန်တော်ကြည့်တမန်တော်ကြီးရှင်ပေါလုကိုယ်တိုင်သူဟာအရင်တုန်းကခရိယန်တွေကိုနှိပ်စက်တဲ့နေရာမှာထိတ်ဆုံးကဥဆောင်တဲ့သူဒါပေမဲ့သူပြောင်းလဲသွားတဲ့အခါမှာလဲနော်သူ့လောက်တရားဟောတာသူပဲဟာလားသူ့လောက်ကျမ်းစာရေးတာလဲသူပဲဒါပေမဲ့ပါလဲဆိုလို့ရှိရင်စိတ်အားကြီးတဲ့အတွက်ကြောင့်မလို့ဖခင်ကသူ့ကိုပို့ပြီးမှအသုံးပြုတာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကဘာပဲလို့စိတ်အားကြီးနဲ့မလို့ဩတာဝန်ရမနှစ်တုန်းကလည်းဒီလောက်ပဲလုပ်ခဲ့တာဒီနှစ်လည်းဒီလိုပါပဲငါတို့ရဲ့ဒါပုံမှန်တိုင်းပဲလေငါတို့မနှစ်တုန်းကဒီလိုမျိုးလုပ်တယ်လို့မျိုးဒီနှစ်လည်းဒီလိုမျိုးပဲလုပ်မယ်တခြားဘာမှထူးခြားမှုမရှိတော့ပြီးခဲ့တဲ့ပတ်ကလည်းဒီလောက်ပဲပေးကမ်းတယ်ဒီအပတ်လည်းဘလောက်ဒီလောက်ပဲပေးကမ်းမယ်ပြီးခဲ့တဲ့ပတ်ကလည်းကျွန်တော်တို့ဒီလောက်ပဲအထွေငွေပါဝင်ခဲ့တယ်ဒီနှစ်လည်းဒီလောက်ပဲပါဝင်မယ်အဲ့ဒါကဘာဖြစ်သွားဆိုထုံးစံဖြစ်သွားတယ်စိတ်အားကြီးမှုမပါတော့စိတ်ထဲကနေမပါတော့စီမင်းစီကံဖြစ်သွားပြီဒီဖယားခင်ကစီမင်းစီကံနေနဲ့အလုံးလုံးချင်တာမဟုတ်တင်းရဲ့စိတ်အားကြီးခြင်းနဲ့အတူကျွန်တော်ရဲ့စိတ်အားကြီးခြင်းနဲ့အတူအလုံးလုံးချင်တဲ့ဖယားဖြစ်တယ်ဟာလေလုယာစိတ်အားကြီးတာကဖယားခင်အမျက်ထွက်ပြီးမှစီရင်မဲ့မြို့ကိုယ်တော်မှပြန်ပြီးမှခရုဏာတက်ရောက်စေတယ်ဟာလေလုယာဘာလို့လဲဆိုဖယားရှိမှသူတို့ဟာအယံစိတ်အားကြီးတဲ့အတွက်ကြောင့်မလို့ဖြစ်တယ်သူတို့ဖျားစကားပြောတဲ့အခါမှာလဲသူတို့ဟာအင်မတန်မှစိတ်အားကြီးတယ်ဒါကြောင့်မလို့၄ရက်တာခီးကတရက်ထဲနဲ့အကုန်လူတွေကဖျားရဲ့စကားကိုကြားကြတာဖြစ်တယ်အချင်းချင်းပြောကြတယ်နေ့ကျွန်တော်တို့ကဖျားရဲ့စကားပြောချင်းဆိုတာကနော်အမှုတော်ဆောင်တွေကပြောရမယ်ဟဟလားဟိုဖျားခေါ်ချင်းရှိတဲ့သူတွေကပြောရမယ်ဧဝံဂေလိဆရာတွေကပြောရမယ်နော်ကျန်တဲ့ဟာတွေကကျွန်တော်တို့ရဲ့အလုတ်ကဖျားကြောင်းသွားဖို့ဆုတောင်းဖို့အထူငွေလေးပါဝင်ဖို့အဲ့ဒါပဲမဟုတ်ဟာလေလုယာကျွန်တော်တို့ဟာဖျားသခင်ရဲ့စကားကိုပြောချင်းမှလည်းစိတ်အားကြီးဖို့ရန်အတွက်လိုအပ်တယ်ဖျားသခင်ရဲ့စကားကို sharing လုပ်ချင်းမှလည်းကျွန်တော်အချင်းချင်းတယောက်နဲ့တယောက်ပြောဆို sharing လုပ်ချင်းမှလည်းစိတ်အားကြီးဖို့ရန်အတွက်လိုအပ်တယ်ဒီမှာရှိတဲ့သူတွေအခုကျွန်တော်တို့ဒီမှာဝင်ငှတဲ့အရာကိုနားထောင်တယ်ဒီမှာကြားတဲ့အရာကိုဘယ်နှယောက်ကအလုတ်ခွန်ထဲမှာပြန်ပြီးမှ sharing လုပ်မလဲဘယ်နှယောက်ကကိုယ့်ရဲ့မိသားစုတွေကိုပြန်ပြီးမှ sharing လုပ်မလဲဘယ်နှယောက်ကကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုဒီနေ့ကြားတဲ့နှုတ်ကပတ်တော်ကိုပြန်လဲပြီးမှသူတစ်ပါးကိုပြန်လဲဝင်ခမလဲအဲ့ဒါအရေးကြီးတာဖြစ်တယ်နားပဲနားထောင်ပြီးမှဘာမှပြန်လဲပြီးကိုယ့်ဘက်ကနေစီးစင်းတဲ့အရာ sharing လုပ်တဲ့အရာမရှိဘူးဆိုလို့ရှိရင်ဒီကနေ့ဖရားရဲ့တရင်စကားကိုကြားနေတဲ့အရာကနှေးကွေးအောင်မှဖြစ်တယ်အမှုတော်ဆောင်ဆရာမတွေကဟိုးအလုတ်တွေထဲမှာဟလာနေရအနတ်အဆက်မှာသွားပြီးမှမဝင်ခနိုင်ဘူးနော်
ဒါပေမဲ့ဒီမှာကြည့်ရှုနေတဲ့ယုံကြည်သူအချင်းချင်းကတာကျွန်တော်တို့ကိုယ့်ရဲ့အတိမိတ်ဆွေတငယ်ချင်းတွေကိုဆက်ပြီးမှ sharing လုပ်မယ်နိနဝေမြို့သားတွေမျိုးစိတ်အားကြီးစွာနဲ့ဖခင်ရဲ့စကားကိုတည်ဆောင်မယ်ဆိုလို့ရှိရင်ခရစ်တော်ကိုလူတိုင်းကသိလာပြီးမှဒီကနေ့ခရစ်တော်ရဲ့သတင်းစကားကိုလူတိုင်းကကြားမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မလို့ကျွန်တော်ပြောပြချင်တယ်ဖခင်ရဲ့ဖက်မှာစိတ်အားကြီးပါဘာပဲလို့စိတ်အားကြီးစွာနဲ့လုပ်ပါမကောင်းတဲ့အမှုကိုအလွန်ဆုံးပြောမယ်မကောင်းတဲ့အမှုကိုလုပ်တဲ့ခါမှာတော့မှစိတ်အားကြီးစွာနဲ့လုပ်ဖို့လိုတယ်ပြောချင်တဲ့သဘောကမကောင်းတဲ့အမှုကိုလုပ်ပါလို့ပြောချင်တာမဟုတ်ဒါပေမဲ့ကျွန်တော်တို့လုပ်နေတဲ့အခါဘာပဲလုပ်တဲ့အခါစိတ်အားကြီးစွာနဲ့ဘာမဆိုလုပ်ဖို့လိုတယ်အဲ့လိုမျိုးသူကိုဖခင်ခင်ရဲ့စိတ်တော်နဲ့တွေ့တယ်ဖခင်ခင်ကအသုံးပြုတယ်ဆိုတဲ့အရာကိုဝင်ခချင်တာဖြစ်ပါတယ်အရောက်ချင်းစတိုင်းဖခင်ဖက်မှာစိတ်အားကြီးပါစေလို့အားလုံးကိုဆုတောင်းပေးပါတယ်အားလုံးဖခင်ကောင်းချီးပေးပါစေ